ရွမ်ဘောရဲ့မိမိကသမီးလေးအတွက်ဆေးသွားရှာရင်းရွမ်ဘောကိုလူရုံမာတယောက်စီမှာခိတအထားခဲ့ပါတယ်။အဲ့ဒီလူရဲ့သမီးကသူ့ခွေးကိုရိုက်ပါတယ်ဆိုပြီးရွမ်ဘောကိုမဟုတ်မမှန်ဆွဆွဲတာကြောင့်ရွမ်ဘောလေးအနိုင်ကျင့်ခံနေရပါတယ်။အမှန်တော့ရွမ်ဘောရဲ့အပြစ်မဟုတ်ပါဘူး။ဒါပေမဲ့ထိုလူကသူ့သမီးစကားပဲယုံပြီးရွမ်ဘောကိုမြေပေါ်ဆွဲတွန်းချပြီးကြာပွန်းနဲ့ရိုက်နဲ့နှိပ်စက်ခဲ့ပါတယ်။ဒါတင်မကသေးပဲနင့်မေမေတေးပြီးနင့်စီဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူးဆိုပြီးကလေးကိုစိတ်ဆင်းရဲအောင်ပြောခဲ့ပါသေးတယ်။ကံကောင်းချင်တော့အဲ့ဒီအချိန်မှာရှေးမိသားစုကလင်းကငွေဆက်ခံသူမရှိလို့ကလေးတယောက်လာရှာနေချိန်နဲ့တိုက်ဆိုင်သွားပါတယ်။ထိုလူရုံမာရဲ့လက်ထိုးတာကိုဂယုမဆိုင်ပဲသွေးဆက်လမ်းကြောင်းအတိုင်းလိုက်သွားရကနေလူရုံမာရဲ့သမီးရွမ်ဘောကိုတတ်တော့မဲ့အချိန်မှာပဲလင်းတွေ့သွားပါတယ်။လင်းလေဒေါသထွက်နဲ့သူ့ဆွမ်းအားကိုသုံးပြီးတားကောင်မလေးကိုတားလိုက်ကရွမ်ဘောစီအပြေးလွှားသွားခဲ့ပါတယ်။လင်းရောက်လာလို့ရွမ်ဘောလေးတတိပြန်ရလာခဲ့ပြီးမှထိုလူရုံမာဟာအခြားသူမဟုတ်ပဲသူမရဲ့အယိုးကွဲအရင်ချာဦးလေးဆိုတာသိလိုက်ရပါတယ်။သူမလေးဒဏ်ရာတွေနဲ့ဖြစ်နေတာမြင်တော့လင်းဒေါသပေါက်ကွဲပြီးကိုလူရုံမာတောင်းပန်နေတဲ့ကြားကပဲဆွမ်းအားနဲ့ချက်ချင်းတန်ခတ်လိုက်ပါတယ်။ကြောက်လန့်နေတဲ့ရွမ်ဘောလေးကငိုပြီးဦးလေးဖြစ်သူလင်းကိုအိမ်ပြန်ခေါ်သွားဖို့တောင်းဆိုခဲ့တာကြောင့်လင်းလေကလေးကိုပွေပြီးနန်းတော်စီအမြန်သွားကဆရာဝန်ခေါ်ခိုင်းလိုက်ပါတယ်။ဒီတော့တွင်မြင်းမရှိလို့ဆိုပြီးကောင်းကင်ဘုံနဲ့စစ်ခင်းနေကြတဲ့ဘူဘေးတွေဟာလင်းနဲ့ရွမ်ဘောတို့စီကသတင်းရရချင်းပဲစစ်ပွဲကိုရပ်တန့်လိုက်ကြပါတယ်။တစ်ဖက်မှာလည်းဆရာဝန်ကရွမ်ဘောရဲ့ခန္ဓာကိုယ်ကအလွန်အားနည်းနေလို့ကဲဖို့မလွယ်ဘူးလို့ပြောနေချိန်မှာပဲရွမ်ဘောရဲ့မျက်လုံးတွေကအပြာရောင်ပြောင်းသွားပါတယ်။ဒါကိုမြင်တော့ဆရာဝန်နဲ့လင်းတို့အံ့အားသင့်သွားကြပါတယ်။အကြောင်းကတော့အဲ့ဒီမျက်လုံးတွေဟာရက်ဆက်လာပါတယ်ဆိုတဲ့လူသက်သမားကြီးမောဟမင်းဆက်ချင်းရဲ့မျက်လုံးတွေနဲ့ထပ်တူတူဖြစ်နေလို့ပါ။အဲ့ဒီနောက်လင်းကိုကြိုက်နေတဲ့တနာယူအစီကံမလေးကရွမ်ဘောစီမုန်းလာပေးရင်လင်းကိုပရော့ပရီလုပ်နေခဲ့ပါတယ်။လင်းခဏအပြင်ထွက်သွားချိန်မှာထိုစီကံမကရွမ်ဘောကိုလင်းကလင်းရဲ့သမီးလားအတော်တရမလို့ချင်ဘူးလားဆိုပြီးမေးပါတယ်။ဒါပေမဲ့ရွမ်ဘောမှာလူတယောက်ရဲ့အနာဂတ်ကိုမြင်နိုင်တဲ့စွမ်းအားရှိတာကိုသူမသိခဲ့ပါဘူး။ရွမ်ဘောကအစီကံမရဲ့လက်ကိုကင်လိုက်တာနဲ့အဲ့ဒီမိန်းမဟာလင်းကိုဘာမှမလုပ်နိုင်အောင်ထာဝရတစားခံလုပ်ထားမယ့်အနာဂတ်ကိုမြင်လိုက်ရပါတယ်။သူမရဲ့မကောင်းတဲ့အကြံကိုသိသွားတာကြောင့်အစီကံမကရွမ်ဘောကိုမြေပေါ်တွန်းလှစ်ပစ်လိုက်ပါတယ်။ကြောက်သွားတဲ့ရွမ်ဘောကတော်ရဲထွက်ပြေးရအစီကံမကကြောက်ခဲနဲ့ပစ်ပေါက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကြားဖြူပေါက်လေးတစ်ကောင်ပေါ်လာပြီးထိုမိစ္ဆာမကိုကြောက်ခဲတွေပြန်ပစ်ကရွမ်ဘောကိုကဲတင်လိုက်ပါတယ်။ကြားဖြူလေးကရွမ်ဘောကိုဆေးကုအတက်ကျွမ်းကျင်တဲ့တတမမြောက်ဦးလေးရှေးကြီးစီဘေးကင်းကင်းခေါ်သွားပေးခဲ့ပါတယ်။ရွမ်ဘောဟာသူ့တူမမှန်းမသိသေးတဲ့ရှေးကြီးကဆက်ဆချင်းမှာကလေးကိုဆေးကုမပေးခြင်းပေမဲ့နောက်မှတနာစိတ်ဝင်လာပြီးကုပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းလင်းပြန်ရောက်လာလို့ရွမ်ဘောမရှိတော့တာသိသွားပါတယ်။ဒေါသထွက်နေတဲ့လင်းကိုထိုးစေကံမကဒုက္ခရောက်နေဟန်ဆောင်ပြီးရွမ်ဘောကိုကြားတကောင်ကပြန်ပေးဆွဲသွားတာလို့လင်းပြောခဲ့ပါတယ်။လင်းကရွမ်ဘောဘေးကင်းပါစေလို့ဒါဆူတောင်းထားတစ်ခုခုဖြစ်ရင်နင့်အသက်ကိုငါယူမယ်လို့ချင်းချောက်ပြီးတော်ရဲလိုက်သွားခဲ့ပါတယ်။လင်းဟာတောင်းချမ်းပြီးရှေးချီနဲ့သူ့လူတွေကိုရွမ်ဘောကိုပြန်မပေးရင်အကုန်တက်ပြစ်မယ်လို့ချင်းချောက်ခဲ့ပါတယ်။ကြောက်သွားတဲ့လူတစ်ယောက်ကရှေးချီစီပြေးသွားပြီးလင်းရောက်နေကြောင်းနဲ့ရွမ်ဘောဟာလင်းရဲ့တူမဖြစ်ကြောင်းသတိပေးခဲ့ပါတယ်။ရွမ်ဘောဟာသူ့တူမမှန်းသိသွားတဲ့ရှေးချီလည်းစောစောကမသိခဲ့ရတဲ့အတွက်တောင်းပန်ပြီးရွမ်ဘောကိုချက်ချင်းကယ်ခဲ့ပါတယ်။ရွမ်ဘောရဲ့အခြေအနေကစိုးလုံးလို့ဆေးမတိုးတော့တာမို့ရှေးချီကသူ့အသက်ကိုစွန့်ပြီးတွေးလဲတဲ့နည်းနဲ့ရွမ်ဘောကိုကယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရှေးချီရဲ့ကယ်တင်မှုကြောင့်ရွမ်ဘောသတိပြန်ရလာပေမဲ့ရှေးချီကတော့သေဆုံးသွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲကြားဖြူကြီးစီးထားတဲ့လူတစ်ယောက်ရောက်လာပြီးရွမ်ဘောကိုရှေးချီကိုတက်လိုက်တာပါဆိုပြီးဆွဆွဲခဲ့ပါတယ်။ကြောက်သွားတဲ့ရွမ်ဘောကငိုပြီးသူမမတက်ပါဘူးလို့ပြောပေမဲ့အဲ့ဒီလူကမယုံခဲ့ပါဘူး။ဒီတော့တွင်လင်းဟာရွမ်ဘောကိုခေါ်သွားတဲ့ကြားဖြူပေါက်လေးကိုရှာတွေ့သွားပြီးရွမ်ဘောဘယ်မှာလဲမပြောရင်တက်ပြစ်မယ်လို့ချင်းချောက်ခဲ့ပါတယ်။ကြားဖြူလေးကကိုစီကံမအကြောင်းအကုန်ဖော်ထုတ်လိုက်ပြီးရွမ်ဘောကိုလင်းရဲ့ညီရှေးချီစီခေါ်သွားပေးခဲ့ကြောင်းရှေးချီကလည်းကူညီဖို့ညင်းခဲ့ကြောင်းပြောပြလိုက်ပါတယ်။လင်းလည်းကြားဖြူလေးကိုရှေးချီစီလမ်းပြခိုင်းလိုက်ပါတယ်။ရွမ်ဘောတစိမ့်လူကြီးကိုကြည့်ပြီးငိုနေချိန်မှာပဲလင်းနဲ့ကြားဖြူလေးတို့ရောက်လာပြီးကယ်လိုက်ပါတယ်။အဲ့ဒီသူစိမ့်ကတော့မောဟမင်းဆက်ချင်းဖြစ်နေတာပါ။တိုက်ပွဲမှာဒဏ်ရာရသွားပြီးနောက်လင်းဟာရွမ်ဘောနဲ့ရှေးချီကိုခေါ်ပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ကြားဖြူကြီးမှလည်းသူ့မိသားကြားဖြူပေါက်လေးကရွမ်ဘောကိုသဘောကျနေလို့အကြက်ရိုက်နေခဲ့ပါတယ်။ကြားဖြူလေးကဂျင်းကိုရွမ်ဘောကိုပြန်ခေါ်ပေးဖို့တောင်းဆိုရင်ရွမ်ဘောရဲ့မိမိချန်ရဲ့ကြောက်စိမ့်ဆွဲပြားကိုပြလိုက်ပါတယ်။အမှန်တော့ဂျင်းနဲ့ချန်တို့အကြားမှာအတိတ်ကပတ်သက်မှုတစ်ခုရှိခဲ့ဘူးတာပါ။ဒီတော့တွင်လင်းပြန်ရောက်လာတော့ကိုစီကံမကဟန်ဆောင်ပြီးရွမ်ဘောကိုပွေ့ပတ်ဖို့လုပ်ပါတယ်ဖြစ်ကြောင်းကုန်စင်သိထားတဲ့လင်းကသူ့စွမ်းအားနဲ့အစီကံမကိုလွှင့်ထွက်သွားအောင်တွန်းထုတ်လိုက်ပါတယ်။အဲ့အချိန်အမိမရဲ့အဖေရောက်လာပြီးသူ့သမီးအစာအပြစ်ဒဏ်ခံယူပါမယ်လို့လင်းကိုတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ရွမ်ဘောကအဲ့ဒီအစီကံမဟာအဖိုးအိုရဲ့သမီးရင်းမဟုတ်ပဲသမီးရင်းကိုတက်ပြီးအစားဝင်နေတာဖြစ်ကြောင်းသိနေပါတယ်။လင်းပေးလိုက်တဲ့ဒီကောင်ကိုတုံးကြည့်လိုက်တော့မှအဖိုးအိုလည်းသူ့သမီးဟာအတူရောင်ဖြစ်နေမှအတီးပြုလိုက်နိုင်ပါတယ်။နောက်ဆုံးမှာတော့ရှေးချီကိုလင်းရဲ့စွမ်းအားနဲ့ပြန်ကယ်နိုင်ခဲ့ပါတယ်။လင်းကရှေးချီကိုရွမ်ဘောရဲ့ဦးလေးဖြစ်ကြောင်းမိတ်ဆက်ပေးလိုက်တော့ရွမ်ဘောကဝမ်းသာအားရလက်နက်လိုက်ပေမဲ့ရှေးချီကဥပက္ခပြုလိုက်ပါတယ်။ရွမ်ဘောဝမ်းနေပြီးငိုတော့မဲ့အချိန်ကြာမှရှေးချီကသူမကိုပွေ့ဖက်လိုက်ပါတယ်။အခြားတစ်ဖက်မှာလည်းဂျင်းဟာရွမ်ဘောချန်နဲ့သူတို့ရဲ့ဆက်နွယ်မှုကိုရင်းမိသွားပါတယ်။ဂျင်းဟာအဖိုးအိုကသမီးအတူကိုအပြစ်ပေးနေတဲ့နေရာစီရောက်လာပြီးထိုမျိုးသမီးကိုရရက်ဆက်ဆက်တက်ပစ်လိုက်ပါတယ်။ပြီးမှအဖိုးအိုစီကနေရွမ်ဘောဟာအသက်3နှစ်ပဲရှိသေးကြောင်းနဲ့မိမိကလင်းရဲ့ညီမချန်ဖြစ်ကြောင်းသိသွားပြီးရွမ်ဘောလေးကိုရှာဖို့ထွက်သွားပြန်ပါတယ်။ဒီတော့တွင်ရှေးချီနဲ့လင်းတို့ကတော့ရွမ်ဘောလေးရဲ့အချစ်ကိုရဖို့ပြန်ဆိုင်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲအကြီးကဲတွေရောက်လာပြီးရွမ်ဘောလေးကိုချီချင်ဖက်ချင်လို့ပွဲချမ်းနေကြပါတယ်။အခြားတစ်ဖက်မှာတော့ဂျင်းဟာချန်ရဲ့ဆရာစီမှာကောင်းချမ်းနေပြီးချန်ကိုခေါ်ပေးဖို့တရက်နောက်ကျရင်တပည့်တစ်ယောက်နှစ်ရက်နောက်ကျရင်နှစ်ယောက်တက်မယ်လို့ချင်းချောင်းနေပါတယ်။ဆရာဖြစ်သူလည်းလန့်ပြီးလင်းစီစာပို့လိုက်ပါတယ်။လင်းခဏအပြင်ထွက်သွားချိန်မှာဝတ်တုတ်ကလေးတစ်ယောက်ရောက်လာပြီးရွမ်ဘောကိုအနိုင်ကျင့်ပါတယ်။ဦးလေးတွေကိုမကောင်းပြောလို့ရွမ်ဘောကတွန်းထုတ်လိုက်ရာကလေးဆိုးကဓာတ်နဲ့ထိုးဖို့လုပ်ပါတယ်။အဖိုးဖြစ်သူဝင်လာတာမြင်တော့မှကလေးဆိုးကကျမ်းပေါ်လဲကျချင်ဆောင်ပြီးရွမ်ဘောကိုအပြစ်ပုံချဖို့လုပ်ပါတယ်။ဒါပေမဲ့အဖိုးဖြစ်သူကရွမ်ဘောရဲ့ချစ်စရာမျက်နှာလေးကိုမြင်တာနဲ့တင်စိတ်ပျော်သွားပြီးကလေးဆိုးကိုပဲရွမ်ဘောနာမကပ်ဖို့ပြောလိုက်ပါတယ်။ထိုညဝင်းမြင့်အမြင့်စမ်းတက်ပွဲမှာကလေးဆိုးလေးကဓာတ်နဲ့မျိုးစွမ်းအားရှိတာပေါ်လာပါတယ်။သူ့အကြီးကသူ့တူလေးပဲအမွေဆက်ခံသူဖြစ်တော့မယ်ဆိုပြီးကြံနေတယ်။တကယ်တော့ကလေးဆိုးကသူ့တူမဟုတ်ပဲသူ့သားဖြစ်နေတာပါ။အဲ့အချိန်မှာရွမ်ဘောကဖန်လုံးကိုကင်လိုက်တော့အားလုံးအံ့ဩသွားကြပါတယ်။ရွမ်ဘောစီမှာဓာတ်ငါးပါးစွမ်းအားလုံးရှိနေလို့ပါအားလုံးပျော်နေကြချိန်မှာကလေးဆိုးကတော့မနာလိုဖြစ်နေခဲ့ပါတယ်။ရွမ်ဘောပျော်နေချိန်မှာပဲတားရဲတကောင်ပေါ်လာပြီးရွမ်ဘောကိုဒဏ်ရာရအောင်လုပ်လိုက်ပါတယ်။ရှေးချီကတားရဲကိုချက်ချင်းတိုက်ခိုက်နှိမ်နင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာရှေးချီရဲ့မိထွေးရောက်လာပြီးတားရဲတိုက်ခိုက်မှုကိုရှေးချီအဖြစ်ပါဆိုပြီးပုံချဖို့ဟန်ဆောင်ပါတယ်။ဒါပေမဲ့ရှေးချီကပါနဲ့စွာနဲ့ဒီတားရဲဟာရွမ်ဘောကိုရန်ရှာဖို့တစုံတစ်ယောက်ကယူလာတာဖြစ်ကြောင်းဖော်ထုတ်လိုက်ပါတယ်။ထိုညမှာရွမ်ဘောရဲ့ဒဏ်ရာကိုကုပေးပြီးနောက်ရှေးချီဟာသူမဘေးမှာစောင့်ပေးနေခဲ့ပါတယ်။ရွမ်ဘောကအိမ်မက်ထဲမှာရှေးချီရဲ့လက်ကိုကင်လိုက်ရင်အနာဂတ်မှာရှေးချီဟာကိုကလေးဆိုးနဲ့အမေဖြစ်သူလိုတက်တာကိုခံရမယ့်ဘဝကိုမြင်လိုက်ရပါတယ်။ကြောက်ပြီးနိုးလာတဲ့ရွမ်ဘောကိုရှေးချီကချုံ့မော့ပေးခဲ့ပါတယ်